ချမ်းသာခြင်းတခါကြီးဥပုံကြီးခိုးရတယ်ဗျခိုးတဲ့လူတွေချမ်းသာတယ်ဗျခိုးလို့မှမချမ်းသာရင်လူရတယ်ခိုးလို့လူလို့မှမချမ်းသာရင်တတ်တဲ့လူတွေလည်းချမ်းသာနေတယ်ကျုပ်ကခိုးတယ်ဆိုတာသူတစ်ပါးပစ္စည်းကိုခိုးခိုင်းတာမဟုတ်ဘူးတဲ့မနဲ့အိယာထညအိယာဝင်ဖယားကိုမှန်မှန်ရှိခိုးသူတိုင်းချမ်းသာတယ်လို့ကျုပ်ကပြောတာတဲ့အချိန်မအားဘူးလို့မပြောပါနဲ့တဲ့အချိန်လူပြီးတော့တရားကိုအားထုတ်သူတိုင်းချမ်းသာကြတယ်လူတွေဒီကနေ့ဆင်းရဲနေတာပတ်စံတွေရှိပြီးဆင်းရဲနေတာယာရုဂုံသိန်းတွေရှိပြီးဆင်းရဲနေတာရင်ထဲမှာရှိတဲ့လောဘဒေါသမောဟအိတ်တာမစ္စရိယမနာလိုခြင်းဝန်တိုခြင်းအတ္တမာနအစရှိတဲ့ကိလေသာတွေကြောင့်ဆင်းရဲတယ်အဲ့ဒီလောဘဒေါသမောဟအတ္တမာနအစရှိတဲ့ကိလေသာတွေကိုတပ်ပစ်ပတ်ချမ်းသာမှာ